အားလုံးပဲမင်္ဂလာပါ Bio Talk Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ TVB မှာဖော်ပြထားတဲ့မင်းအွန်လိုင်းကိုကြောချမ်းစေတဲ့မာဒူရိုစသိန်းခန်းဆိုတဲ့ဆောင်းပါးလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးရှင်ဆိုင်းခစ်တွေဖြစ်ပါတယ်ဗီဒီယိုလေးစလိုက်ကြရအောင်Venezuela အာဏာရှင်သမ္မတ Nicolas Maduro ကိုအမေရိကန်ကတက်ကလေးငှက်ကလေးဖမ်းတယ်လို့မျိုးဘလို့ဝင်ဖမ်းသွားခဲ့တယ်လေ။ Maduro ကိုဖမ်းဆီးအပြီးမှာပဲမြန်မာအရေးအမေရိကန်နိုင်ငံသားရေးဝန်ကြီးရဲ့ထုတ်ပြန်ချက်ကဘလို့သဘောဆောင်နေတယ်လေ။ Maduro နောက်ကိုမင်းအောင်လှိုင်ရောလိုက်ရောက်ဖို့ရှိသလားဆိုတာကိုသုံးသပ်တင်ဆက်သွားမှာဖြစ်ပါတယ်။ Venezuela မှာအာဏာရှင်သမ္မတ Nicolas Maduro ကိုအမေရိကန်ကဝင်ရောက်ဖမ်းဆီးခဲ့တဲ့တဲ့ရင်ကတကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့ပါတယ်။မြန်မာပြည်မှာဆိုရင်လည်း Maduro လိုပဲကြာတာပရိနန်နဲ့စတဲ့အာဏာရှင်မင်းအောင်လှိုင်သာအခုလိုအဖမ်းခံရရင်ဘလောက်ကောင်းမလဲလို့ပြည်သူတွေကမျှော်လင့်နေကြပါတယ်။ Hollywood ရုပ်ရှင်တွေကအတိုင်းညဘက်ကြီးလေကြောင်းတိုက်ခိုက်အထူးတပ်ဖွဲ့တွေကအိမ်ထဲထိဝင်စီးပြီးတမရကိုလက်ထိတ်ခတ်ခေါ်သွားတာမျိုးကတကယ်လက်တွေ့ဘဝမှာဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြပါဘူး။ American စစ်စင်ရေးရဲ့တရားဝင်မှုကိုမေးခွန်းထုတ်နေကြတာရှိသလိုရွေးကောက်ပွဲမနိုင်တာကိုအနိုင်လုပ်ပြီးအတိုက်အခံတွေကိုဖိနှိပ်တိုင်းသူပြည်သားတွေအပေါ်ကိုအတိဒုက္ခရောက်အောင်လုပ်ခဲ့တဲ့အာဏာရှင်တယောက်ပြုတ်ကျသွားတဲ့အပေါ်နှစ်ချောင်းအားရရှိကြသူတွေလည်းရှိနေပါတယ်။အသွင်ကူးပြောင်းရေးကာလမတိုင်ခင်အထိ Venezuela ကို American ကအုပ်ချုပ်သွားမယ်လို့လည်းသမ္မတ Donald Trump ကပြောထားပေမဲ့မရေရာမှုတွေအများကြီးရှိနေပါသေးတယ်။ဒီစစ်စင်ရေးကို Operation Absolute Resolve လို့နာမည်ပေးထားပါတယ်။အကောင့်ထဲမပေါ်ခင်လပေါင်းများစွာအလိုကလေးက American Pentagon စစ်ဌာနချုပ်နဲ့ CIA ထောက်လှမ်းရေးတွေဟာ Venezuela သမ္မတ Nicolas Maduro ရဲ့လှုပ်ရှားမှုမှန်သမျှကိုမျက်ခြေမပြတ်စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။တရေရင်းမြစ်တွေရဲ့အဆိုအရ Venezuela အစိုးရအဖွဲ့အတွင်းကသတင်းပေးသူတဦးအပါအဝင် American လှုပ်ဝက်ထောက်လှမ်းရေးအဖွဲ့ငယ်လေးဟာဩဂုတ်လကလေးကမြေပြင်မှာရှိနေခဲ့တာပါ။သူတို့ရဲ့ထောက်လှမ်းမှုဟာအရန်အသေးစိတ်ပါတယ်။အသက်63နှစ်အရွယ် Maduro ဘယ်အချိန်အိတ်တယ်၊ဘာစားတယ်၊ဘလို့ဝတ်စားတွေဝတ်တယ်ဆိုတာကအစအကုန်သိနေပါတယ်။စစ်ဘက်ဆိုင်ရာအရာရှိကြီးတွေရဲ့ပြောကြားချက်အရဆိုရင် Maduro ရဲ့အိမ်မွေးတရိတ်ဆန်လေးတွေအိမ်ထဲမှာဘယ်နေရာရှိနေတယ်လဲဆိုတာကိုပါထောက်လှမ်းထားနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့သတင်းရယုံနဲ့မပြီးပါဘူး။ American အထူးတပ်ဖွဲ့တွေဖြစ်တဲ့ Delta Force တွေဟာ Maduro နေထိုင်တဲ့ Caracas မြို့ကခံတပ်လိုလုံခြုံရေးချထားတဲ့အိမ်ပုံစံအတိုင်းပုံစံတူအရွယ်အစားအိမ်တစ်လုံးကိုတည်ဆောက်ခဲ့ပါတယ်။အဲ့ဒီပုံစံတူအိမ်ထဲမှာ Delta Force အထူးတပ်ဖွဲ့တွေဟာဘယ်လန်းကဝင်မယ်၊ဘယ်တကားကိုဖောက်မယ်ဆိုတာကိုလပေါင်းများစွာအသေးစိတ်လေ့ကျင့်ခဲ့ကြပါတယ်။ဒီဇင်ဘာလအစောပိုင်းမှာတော့စစ်စင်ရေးစီမံချက်အပြီးသက်ရေးဆွဲနိုင်ခဲ့ပါတယ်။ဒါဟာစစ်အေးခေတ်နောက်ပိုင်းလက်ကျင်အမေရိကမှာအမေရိကန်ရဲ့အကြီးမားဆုံးစစ်ရေးဝင်ရောက်ဆွတ်ဖက်မှုကြီးဖြစ်လာပါတယ်။အဲ့ဒီကိစ္စကိုကွန်ဂရက်လွှတ်တော်ကိုတော့ကြိုတင်အသိမပေးဘဲအထူးလှုပ်ဝက်ထားခဲ့ပါတယ်။တကယ်တမ်းမှာသမ္မတ Donald Trump ကလွန်ခဲ့တဲ့၄ ရက်ခန့်ကဒီစစ်စင်ရေးကို Go လို့ခွင့်ပြုမိတ်ပေးခဲ့ထားပြီးသားပါ။ဒါပေမဲ့ရာသီဥတုအခြေအနေမကောင်းတာရဲ့တိမ်ထူနေတာရဲ့ကြောင့်စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကစောင့်ဆိုင်မှုအကြံပြုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးဂျန်ကိန်းပြပြချက်အရဆိုရင်ခရစ်စမတ်နဲ့နှစ်သစ်ကူးကာလတစ်လျှောက်လုံး American စစ်သည်တွေဟာအမိန့်ရတာနဲ့စားဖို့အသင့်ပြင်ထားခဲ့ကြတယ်လို့ဆိုပါတယ်။ American စံတော်ချိန်ဇန်နဝါရီလ2ရက်နေ့တောက်ကြနေ့ည10:46မိနစ်မှာတော့သမ္မတ Trump စီကနေအဆုံးအဖြတ်အမိန့်ရောက်လာပါတယ်။လွန်ခဲ့တဲ့3-4ရက်လောက်ကတည်းကငါတို့လုပ်ဖို့ပြင်ထားတာအခုရာသီဥတုကောင်းသွားပြီး Go လို့ပြောလိုက်တယ်လို့ Trump က Fox News သတင်းဌာနကိုပြန်ပြောပြပါတယ်။ဗိုလ်ချုပ်ကြီးတန်ကိန်းကလည်းသမ္မတကသူတို့ကို Good luck and Godspeed လို့ဆုတောင်းပေးပြီးဆေးလွတ်လိုက်တယ်လို့ဆိုပါတယ်။စစ်စင်ရေးစတာနဲ့တပြိုင်နက် Caracas မြို့တော်ကြီးတစ်ခုလုံးလျှက်စစ်မီးတွေပြတ်တောက်ပြီးအမှောင်ကျသွားခဲ့ပါတယ်။ဒါဟာ American ရဲ့ Cyber တိုက်ခိုက်မှုနည်းပညာစွမ်းရည်ပြမှုတစ်ခုဖြစ်ပါတယ်။ Caracas မြို့မီးတွေငြိမ်းသွားတာကကျုပ်တို့ရဲ့ကျွမ်းကျင်မှုတစ်ခုကြောင့်ပါ။အဲ့ဒီအမှောင်သူဟာတင်မင်းတမန်ပါပဲလို့ Trump ကဂုဏ်ယူစွာနဲ့ပြန်ပြောပြပါတယ်။
မြန်မာပြည်မှာတော့မီးကသူ့ဘက်သားသူပြက်ပြက်နေတာနဲ့တင်မီးဖြတ်ဖို့တောင်လိုချင်မှလိုမှာပါမီးပြတ်သွားပြီးမကြခင်ကာရာဂတ်ဒေတာစံတော်ချိန်မနက်2 နာရီလောက်မှာတော့ကျေလောင်နဲ့ပောက်ကွဲတန်ကြီးတွေပေါ်ထွက်လာပါတယ်။ American ဟာစုစုပေါင်းလေယာဉ်150ကျော်အသုံးပြုခဲ့ပြီးအဲ့ဒီတဲကမှ F-35 တိုက်လေယာဉ်တွေ F-22 တွေ B-1 ပုံကျဲလေယာဉ်တွေနဲ့ထောက်လန်းရေးလေယာဉ်တွေပါဝင်ပါတယ်။အနောက်ကဘာချမ်းကစစ်အခြေစိုက်စခန်း20လောက်ကနေတပြိုင်နက်တည်းပြန်တက်လာကြတာဖြစ်ပါတယ်။ American ကျောင်းဝင်ရှိသူတွေရဲ့အဆိုအရဒီလေကြောင်းတိုက်ခိုက်မှုတွေဟာမာဒူရိုရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ် Air Defense System တွေကိုအဓိကပြစ်မှတ်ထားတာဖြစ်ပါတယ်။လာကာလိုတာလေတပ်စခန်းနဲ့ Caribbean ပင်လယ်ထွက်ပေါက်ဖြစ်တဲ့ La Guaira စိတ်ကမ်းတို့အပါအဝင်နေရာ9ခုလောက်ကိုပုံကျဲခဲ့ပါတယ်။မြို့ခံတွေဖြစ်တဲ့ဒန်နီယယ်လာနဲ့သတင်းကြောက်အာနဗာနဆာတို့ကတော့သတင်းပေါက်တွေတုံခါသွားတဲ့အထိကျေလုံနဲ့အတန်ကြီးတွေကြားရပြီးမိကိုလုံးကြီးတွေလည်းတက်လာတာကိုမြင်ရတယ်လို့ဆိုပါတယ်။ကိုတိုတိုက်ခန်းတွေရဲ့ chat group တွေမှာလည်းကြောက်လန့်တကြားမေးမြန်းတန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူမြေပြင်မှာတော့အထူးတပ်ဖွဲ့တွေရဲ့အခမ်းကဏ္ဍစတင်လာပါပြီ။မနက်2 နာရီ10 မိနစ်အတိမှာ American Delta Force အထူးတပ်ဖွဲ့တွေဟာမာဒူရီရဲ့နေဝင်တဲ့ကိုရဟတ်ယာဉ်တွေနဲ့ဆင်းသက်ခဲ့ပါတယ်။ရဟတ်ယာဉ်တစ်စီးဟာပြစ်ခတ်ခံရပြီးကြီးမှန်ခဲ့ပေမဲ့ဆက်လက်ပြန်တန်းနိုင်ခဲ့တယ်လို့သိရပါတယ်။မာဒူရီရဲ့နေဟာတာမန်အိမ်မဟုတ်ပါဘူး။ခံချက်တစ်ခုလုံးတမဏိတကားကြီးတွေနဲ့ကာရန်ထားတာပါ။ဒါပေမဲ့ American တပ်ဖွဲ့တွေဟာတန်ဖြတ်မီးရှူတွေကိုအသုံးပြုပြီးဒီတမဏိတကားတွေကိုစက္ကန့်ပိုင်းအတွင်းဖျက်တောက်ဝင်ရောက်ခဲ့ပါတယ်။သမ္မတ Trump ကသူတို့ဟာဖောက်ဝင်လို့မရဘူးလို့ထင်ထားတဲ့နေရာတွေကိုစက္ကန့်ပိုင်းလေးနဲ့ဝင်သွားခဲ့ကြတယ်လို့ပြောပါတယ်။အိမ်ထဲကိုစစ်သားတွေဝင်လာတဲ့အချိန်မှာမာဒူရိုဟာသူ့ရဲ့အလုံးပိတ်လှုပ်ဝက်ခံ Safe Room နဲ့ကိုပြေးဝင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့သူဟာအခန်းတကားကိုတောင်ပိတ်ခွင့်မရလိုက်ပါဘူး။သူတကားဝကိုရောက်တယ်ဒါပေမဲ့မပိတ်နိုင်လိုက်ဘူးကျုပ်လူတွေကအယမ်းမြန်လွန်းတော့သူ့ကိုဝင်လုံးလိုက်နိုင်တယ်လို့ Trump ကပြန်ပြောင်းပြောပြပါတယ်တကယ်လို့သူတကားပိတ်လိုက်ရင်တော့အဲ့ဒီတကားကိုဖောက်ခွဲဖို့48စက္ကန့်ပဲကြာမှာဖြစ်တယ်လို့ဆိုပါတယ်ထူးခြားတဲ့သမိုင်းတိုက်ဆိုင်မှုတစ်ခုကတော့1990ပြည့်နှစ်ဇန်နဝါရီလ3 ရက်နေ့တုန်းကပနာမအာနာရှင်မာလူရေနော်ရီကအမေရိကန်လက်ထဲအဖမ်းခံခဲ့ရတယ်လို့အခု36နှစ်အကြာ2026ခုနှစ်ဇန်နဝါရီလ3 ရက်နေ့မှာလေမာဒူရိုဟာနော်ရီကလမ်းစဉ်အတိုင်းအဖမ်းခံလိုက်ရတာဖြစ်ပါတယ်အပြန်အလှန်ပြစ်ခတ်မှုတွေရှိခဲ့ပြီးအမေရိကန်ဘက်ကစစ်သားတချို့ဒဏ်ရာရခဲ့ပေမဲ့သေဆုံးသူမရှိဘူးလို့ဆိုပါတယ်မာဒူရိုနဲ့သူ့ဇနီးစီလီယာဖလောရက်စ်တို့ကိုဖမ်းဆီးပြီးမနက်4 နာရီမိနစ်20မှာတော့ရဟတ်ယာဉ်တွေကဗင်နီဇွဲလားမြေကနေပြန်လည်ထွက်ခွာသွားခဲ့ပါပြီ။9 နာရီလောက်အကြာမှာတော့သမ္မတထရမ့်က USS အူဂျီမာစစ်သင်္ဘောကြီးပေါ်မှာမာဒူရိုတယောက်မီးကိုရောင်ပေါင်းပြီးရှေ့ဝစ်ထားပြီးမျက်လုံးစီးလက်ထိတ်ခတ်ခံထားရတဲ့ပုံကိုကဘာကိုချပြလိုက်ပါတယ်။ဒီစစ်စင်ရေးကြီးတစ်ခုလုံးကိုသမ္မတထရမ့်ဟာအင်ဖြူတော်က Saturation Room မှာကြည်နေတာမဟုတ်ပါဘူး။ဖလော်ရီဒါကသူ့ရဲ့မာရာလာကိုအပန်းဖြေစခန်းမှာ CIA ညွှန်မှူး John Radcliffe နိုင်ငံခြားရေးဝန်ကြီး Marco Rubio တို့နဲ့အတူတိုက်ရိုက်ကြည့်ရှုနေခဲ့တာပါ။ Trump ကတော့တိုက်ရိုက်ပြနေတဲ့ရုပ်သံရှိုးပွဲတစ်ခုကြည့်ရတယ်လို့မျိုးပဲလို့ဆိုပါတယ်။ဒီစစ်စင်ရေးဟာနိုင်ငံရေးအရတော့ပြည်တွင်းမှာရောကမ္ဘာမှာပါကြရရိုက်မှုတွေရှိနေပါတယ်။ American Congress လွှတ်တော်ကိုကြိုတင်အသိမပေးခဲ့ပါဘူး။ Trump ကတော့ကွန်ဂရက်ကသတင်းပေါက်တတ်တယ်ဒါကြောင့်မပြောတာလို့အကြောင်းပြပါတယ်။တရုတ်ရုရှားနဲ့အီရန်တို့ကဒီလုပ်ရက်ကိုလက်နက်ကင်ကျူးကျော်မှုနဲ့အချုပ်အခြာအာဏာကိုပြောင်ကျချိုးဖောက်မှုအဖြစ်ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။အထူးသဖြင့်အိန္ဒိယဘရာဇီးသမ္မတလူလာဒါဆေဗာကအမေရိကန်ရဲ့လုပ်ရက်ဟာလက်ခံနိုင်စရာမရှိတဲ့စီးကိုကြော်လိုက်တာပဲလို့ပြောဆိုလိုက်ပြီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကလည်းဒါဟာအနေအကြီးရဲ့အစဉ်လာဆိုးဖြစ်သွားပြီလို့သတိပေးလိုက်ပါတယ်။နော်ဝေနိုင်ငံကတော့အမေရိကန်ရဲ့ဝင်ရောက်ဆွတ်ဖက်မှုဟာနိုင်ငံတကာဥပဒေနဲ့မညီညွတ်ဘူးလို့ဒဲရိုပြောဆိုထားပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအားပေးထောက်ခံသူတွေရှိနေပါတယ်။အာဂျင်တီးနားသမ္မတဟာဗီယာမီလေကလွတ်လပ်ခြင်းတရားရှိကိုဆက်လန်းပြီးလွတ်လပ်ရေးအတူရှိပါစေလို့လူမှုကွန်ရက်မှာရေးသားခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကလည်းထရမ့်ရဲ့လုပ်ရက်ကိုလွတ်လပ်မှုနဲ့တရားမျှတမှုအတွက်ရဲဝံ့တဲ့သမိုင်းဝင်ဦးဆောင်မှုလို့ချီးကျူးခဲ့ပါတယ်။
ဥရောပမဟာမိတ်တွေကတော့သတိကြီးကြီးထားတုံ့ပြန်ကြတာတွေ့ရပါတယ်။ပြည်ထောင်ဝင်ကြီးချုပ်ကီယာစတာမာကမာဒူရိုအစိုးရပြုတ်ကျသွားတဲ့အပေါ်မျက်ရည်ကျစရာမရှိဘူးလို့ပြောပေမဲ့စီးရေးတိုက်ခိုက်မှုရဲ့ဥပဒေအကြောင်းအရာတရားဝင်မှုကိုတော့တိုက်ရိုက်အမှတ်ချက်မပေးဘဲရှောင်ရှားသွားပါတယ်။ဂျာမန်ဝန်ကြီးချုပ် Friedrich Merz ကလည်းဒီစစ်စင်ရေးရဲ့ဥပဒေအကြောင်းအရာကိစ္စဟာရှုပ်ထွေးတယ်လို့သုံးသပ်ထားပြီးပြည်သစ်သမ္မတမက်ခွန်းနဲ့ဥရောပသမဂ္ဂတို့ကတော့အာဏာလွှဲပြောင်းရေးကိုငြိမ်းချမ်းစွာလှုပ်ဆောင်ဖို့ပဲတိုက်တွန်းထားပါတယ်။ဒါပေမဲ့ Trump ကတော့အခုလုပ်ရဟာ19ရာစုက Monroe Doctrine ကိုပြန်အသက်သွင်းထားတဲ့ Monroe Doctrine လို့ပဲပြောဆိုခဲ့ပါတယ်။သမ္မတ James Monroe ရဲ့မူကို Donald Trump ကပြန်အသက်သွင်းတာကြောင့် Monroe နဲ့ Donald ကိုပေါင်းပြီးတော့ Monroe လို့နောက်ပြောင်သုံးနှုန်းခဲ့တာဖြစ်ပါတယ်။အနောက်ကမ္ဘာကျန်းဟာ American ရဲ့အိမ်ယာဝင်းဖြစ်ပြီးဘယ်သူမှလာဆွတ်ဖက်လို့မရဘူးလို့လည်းကြေညာလိုက်ပါတယ်။ Venezuela အသွင်ကူးပြောင်းရေးမပြီးမချင်း American ကပဲနိုင်ငံကိုအုပ်ချုပ်သွားမယ်လို့လည်း Trump ကပြောခဲ့ပါတယ်။ American စွမ်းအင်ကုမ္ပဏီတွေက Venezuela ရဲ့ရေနံလုပ်ငန်းတွေကိုဝင်ရောက်လုပ်ကိုင်ပြီးတိုင်းပြည်ပြန်လည်တည်ဆောက်မယ်လို့ဆိုပါတယ်။ဘာပဲပြောကမ္ဘာအနောက်ချမ်းကအာဏာရှင်တယောက်နှီးကုန်းချုပ်သွားပါပြီ။ဒီသတင်းကိုကြားချင်းမှာပဲမြန်မာပြည်သူတွေရဲ့စိတ်ထဲမှာတယောက်တော်သူကိုပဲပြင်းပြင်းမိမှာပါ။အဲ့ဒါကတော့နေပြည်တော်ကစစ်ကောင်းဆောင်မင်းအောင်လှိုင်ပဲဖြစ်ပါတယ်။မာဒူရိုနဲ့မင်းအောင်လှိုင်ဟာတူညီချက်တွေအများကြီးရှိနေပါတယ်။နှစ်ယောက်စလုံးဟာရွေးကောက်ပွဲရလဒ်ကိုညှင်းပယ်ပြီးအာဏာယူထားသူတွေဖြစ်ပါတယ်။နှစ်ယောက်စလုံးဟာမြို့တော်ကြီးတွေကခံတပ်တွေထဲမှာကိုအလုံးချုံဆုံးလို့ထင်မှတ်နေကြသူတွေဖြစ်ပါတယ်။မာဒူရိုမှာကာရာကတ်စ်ကခံတပ်အိမ်ရှိသလိုမင်းအောင်လှိုင်မှာလည်းနေပြည်တော်ကမြေအောက်ဥမင်တွေတန်ကာရီရှိကောင်းရှိပါလိမ့်မယ်။ဒါပေမဲ့ Operation Absolute Resolve ကပေးလိုက်တဲ့သင်ခန်းစာကတော့ရှင်းပါတယ်။ American လိုကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုရဲ့ခေတ်မီနည်းပညာမောင်းသူမဲ့လေယာဉ်တွေစိုက်ဘာတိုက်ခိုက်မှုတွေနဲ့အထူးတပ်ဖွဲ့ဝင်တွေရဲ့စွမ်းရည်အောက်မှာဘလို့ခံတမျိုးဘလို့တမဏိတကားကမှအာဏာရှင်ကိုကာကွယ်မပေးနိုင်ဘူးဆိုတာပါပဲမာဒူရိုရဲ့ Safe Room တကားတောင်ပိတ်ခွင့်မရလိုက်တဲ့အဖြစ်အပျက်ဟာနေပြည်တော်ကစစ်ဗိုလ်ချုပ်တွေကိုကြောချမ်းသွားစီမှအသေးချပါပဲဒီနေရာမှာအထူးသတိပြုစရာအချက်တစ်ချက်ရှိပါတယ်။အဲ့ဒါကတော့မာဒူရိုကိုဝင်ဖမ်းတဲ့စစ်စင်ရေးမှာသမ္မတ Trump နဲ့အတူတူဘေးကျင့်ရှင်ထိုင်ကြည့်နေခဲ့တဲ့နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုရဲ့ထုတ်ပြန်ချက်ဖြစ်ပါတယ်။ Venezuela အာဏာရှင်ကိုဖျောက်ချဖို့ဦးဆောင်ခဲ့သူတယောက်ကနောက်ရက်မှာပဲမြန်မာစစ်ကောင်စီကိုသတိပေးစာထုတ်လိုက်တာဟာတိုက်ဆိုင်မှုတစ်ခုထပ်တော့ပိုနိုင်ပါတယ်။ရူဘီရိုဟာမာဒူရိုကိုဖမ်းပြီးချင်းပဲဇန်နဝါရီလ3ရက်နေ့စွဲနဲ့မြန်မာနိုင်ငံအတွက်အရေးကြီးတဲ့ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ခဲ့ပါတယ်။ဇန်နဝါရီ4ရက်နေ့မှာကြာရောက်တဲ့88နှစ်မြောက်မြန်မာလွတ်လပ်ရေးနေ့အထိမ်းအမှတ်သဘောထားထုတ်ပြန်ချက်ဖြစ်ပါတယ်။ American ပြည်ထောင်စုအနေနဲ့ဒီကနေ့လွတ်လပ်ရေးနေ့ကိုဆင်နွှဲနေကြတဲ့မြန်မာပြည်သူတွေဘက်ကနေယက်တီကြောင်းချက်လောင်းအတည်ပြုပါတယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကျပ်အတဲတွေပေါ် American ကအထူးစိုးရိမ်ပူပန်ကြောင်းနဲ့စစ်ကောင်စီအနေနဲ့အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအတားအဆီးမရှိခွင့်ပြုဖို့နဲ့မတရားဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးဖို့တိုက်တွန်းထားပါတယ်။ပြည်ရင်ကိန်းခန့်အရပြောမယ်ဆိုရင်လည်းကြာတာပရင်းနဲ့မနဲ့စားတဲ့မာဒူရိုပြီးတဲ့အခါကြာတာပရင်းနဲ့မင်းနဲ့စားတဲ့မင်းအောင်လှိုင်အလှည့်ရောက်လာမလားလို့တွေးကြည့်စရာပါ။နေပြည်တော်ကိုလည်းဒီလိုပဲဝင်ဆွဲသွားရင်တိတ်ကောင်းပါပဲလို့လူထုတွေကလူမှုကွန်ရက်မှာပြောဆိုနေကြပါတယ်။အချုပ်ပြောရရင်တော့ Venezuela ကမာဒူရိုရဲ့နှီးကုန်းဟာကမ္ဘာတလွှားကအာဏာရှင်တွေအတွက်တော့တင်မင်းတမန်ခေါင်းလောင်းတန်ပါပဲ။ကိုပြည်သူကိုတပ်ဖြတ်ဖိနှိပ်ပြီးအာဏာတည်မြဲဖို့စ조사နေသူတွေအတွက်ပြေးစရာမြေမရှိဆိုတဲ့စကားကလက်တွေ့ဖြစ်လာနိုင်ပါတယ်။နေပြည်တော်ကစစ်ကောင်းဆောင်တွေအိပ်ပျော်ပါမလားဆိုတာကတော့မပြောတတ်ပါဘူး။မာဒူရိုလိုမျိုးမင်းအောင်လှိုင်တယောက်လက်ထိတ်ခတ်ပြီးမျက်လုံးစည်းခံထားရမယ်။တရားစီရင်ရမယ့်နေ့ရက်ကိုတော့မြန်မာပြည်သူတွေကတော့လက်ချိုးရည်အတွက်စောင့်မျှော်နေကြမှအသေးချပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်။ပရိသတ်များအားလုံးစစ်အာဏာရှင်ကပေးမှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆန္ဒပြုရင် See you in the next video